တစ်ပီရိုရဲ့အလဲမှာရွှေရောင်ပန်းပူတွေနဲ့ခြယ်ထားတဲ့တချင်းတစ်တာလေးကိုမေးလျော့လျှော့နဲ့ဝတ်ထားတော့ကအဲ့ဒါဟာကျင်းစာတစ်ခုလို့ငါသိခဲ့တယ်သူ့အပေါ်မှာကတ်ထားတဲ့စာရွက်ဟောင်းလေးမှာညနေပိုင်း10နာရီကျော်ရင်မဖွင့်ရလို့သင်္ကေတတွေနဲ့ရေးထားတာငါမြင်ခဲ့ပေမဲ့အခုငါဖွင့်မိသွားတယ်ပထမဆုံးအကြိမ်တော့ကိုလှည့်လိုက်တဲ့အခါကြွေတီးတန်လိုတိမ်မွေးတဲ့တန်စင်တွေကညအလင်းမှောင်တဲ့ပြန့်လွင့်လာတယ်ဒါပေမဲ့တီးလုံးကမူရစ်စရာကောင်းလွန်းတယ်တန်စွတ်တွေဟာစီးချက်ပြက်ပြီးတခါတလေလူသားလေချောင်းတန်လိုအတန်မြည်လာတယ်ညီမလေးလင်းလင်းကအိတ်ခမ်းထဲကနေအကိုဘာတန်လဲဟင်လို့မေးလာတယ်ငါအဖြေမထွက်ခင်သူမရဲ့အတန်ဟာရုတ်တရက်ပြက်တောက်သွားတယ်အခန်းတွင်းကမိခိုးရောင်အလင်းတွေမှိန်းလာပြီးတချင်းတစ်တာတွေကကျင်းနီပကံလေးဟာအရှိန်နဲ့လဲလာတယ်ငါရဲ့ကြောပြင်မှာအေးဆက်တဲ့လက်တစုံထိတယ်လို့ခံစားရတယ်လှည့်ကြည့်လိုက်တဲ့အခါမှန်ထဲမှာငါအနားကိုမင်းနဲ့တဲ့အရေးတစ်ခုကတ်နေတာကိုတွေးလိုက်ရတယ်သူ့မျက်လုံးတွေကအနီရောင်အဆက်လေးတွေပါငါတချင်းကိုနားထောင်တာလားဆိုတဲ့စကားတန်ကငါနားထဲမှာကြာရောင်လာတယ်ငါဟာတချင်းတက်တာကိုပိတ်ဖို့ကြိုးစားပေမဲ့လက်တွေကလှုပ်မရဖြစ်နေတယ်။မှန်သေးကအရေးဟာတဖြည်းဖြည်းချင်းပုံပေါ်လာပြီးငါလေပင်ကိုညှစ်တယ်မင်းကဒုတိယမြောက်လူငါ့ကိုလွတ်အောင်လုပ်ပေးတဲ့သူသူ့အတန်ကငိုနေတယ်လို့ပဲလင်းလင်းရဲ့အတန်ဟာနယံကနေတဆင့်ထွက်ပေါ်လာတဲ့အကိုကူညီပါအခန်းထဲမှာမီးရောင်တွေဟာရုတ်တရက်ထိန်လင်းလာပြီးတချင်းတက်တာလေးကပိတ်သွားတယ်ဒါပေမဲ့လင်းလင်းမရှိတော့ဘူးသူ့ဖုန်းကလွဲလို့ဘာမှမကြံခဲ့ဘူးဖုန်းဖွင့်ကြည့်တော့ဗီဒီယိုဖိုင်တစ်ခုပဲရှိတယ်ဗီဒီယိုထဲမှာငါအိမ်ကအေကန်းပုံရိပ်နဲ့အတူလင်းလင်းဟာတချင်းတစ်တာနားမှာရက်နေပြီးပြုံးနေတဲ့နောက်ခံကနေတန်စင်မဲ့တဲ့တေးသွားတွေကြားရတယ်ဒီကနေ့ညမှာလဲည12နာရီကျော်တိုင်းတချင်းတစ်တာကသူ့ဟာသူဖွင့်လာပြီးလင်းလေးရဲ့အတန်ကိုငါကြားနေရတော့ပါပဲဒီဇလန်းလေးဟာကြောက်စရာအသွင်နဲ့အတူပဟေရီဆန်တဲ့ဇက်အိမ်တွေကျင်းစာနဲ့သက်ဆိုင်တဲ့အရေးတွေကိုရောဆက်ထားပါတယ်စာဖတ်သူကိုညအခါမီးမိန်ပြီးတချင်းတစ်တာလေးကိုတတိယစေဖို့ရည်ရွယ်ထားပါတယ်ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် followers နဲ့အသေးလေးနှိပ်ပေးခဲ့ပါရှင့်